ရဲ့တတိရှိတဲ့ကောင်လေးကဘသူလဲလက်လေးတွေပေးစမ်းပါမေမေခဏနေပြန်လာခဲ့မယ်နော်အဖိုးကိုဒီမှာလာတွေ့ဖို့ပြောထားတယ်ခဏနေပြန်လာခဲ့မယ်ငါရဲ့ကြွက်ကလေးမင်းအိမ်ပြန်လာလိမ့်မယ်လို့ငါမထင်ခဲ့ဘူးရှေ့တန်းမှာတည်သွားပြီလို့ပဲထင်နေတာငါရဲ့ကြွက်ကလေးကိုကဘာပေါ်မှာတယောက်ထဲထားခဲ့ရမလားနှုတ်ဆက်ပါတယ် You're gonna wait ဘယ် here. ပို့လိုက်တာလဲ Mama's gonna စက် be ရုံ right မှာ back. အလုပ်လုပ် Okay? ဖို့ပို့လိုက်တာမင်းချေမ I တန် told ရှင်းမဲ Grandpa နေ to ခဲ့ meet တာ us လား here. ရှင့်မှာငါဘဝအကြောင်းဘာမှမသိပဲနဲ့ငါရဲ့ယာကားစိတ်တွေကိုရိုက်ထုတ်ပြရမလားကျမရှင့်ကိုမကြောက်ဘူးတထားပေါ်ပြန်တက်ဆန်းမင်းကပူပူလောင်လောင်ခေါင်းမာတော့ပဲမီးဖို့ပေါ်ကရေနွေးအိုးကိုဆွဲယူရင်အပူလောင်လိုက်မယ်လာလေလှုပ်လေထိုးစမ်းမင်းတတိရှိရင်ငါထိုးစမ်းငါဂျာမန်ဘေးအိုနက်သားတွေကိုတောင်ရင်ဆိုင်ခဲ့တာငါမိမရှိမှတုံလုံးနေရမှာလားငါလို့ဒီလိုဖြစ်နေရတာလေမင်းကိုယ်တိုင်ကဒီလိုဖြစ်ချင်နေလို့လေမင်းဒီကစားနည်းတွေကိုကြိုက်တယ်မဟုတ်လားငါသိတယ်ဒါကြောင့်ငါခါပတ်နဲ့မင်းကိုရိုက်မယ်မင်းခွေးတကောင်လိုတက်ပြင်းချရတဲ့အထိပဲအဲ့ဒီအခါမှမင်းမကောင်းတယောက်ပြန်ဖြစ်လာပြီးမင်းမျက်လုံးထဲကဒေါသမီးတောက်တွေငိမ့်သွားလိမ့်မယ်ဘာမှပြောင်းလဲမသွားဘူးငါရဲ့ကြွက်ကလေး I didn't think ဘာ you'd မှ come ပြောင်းလဲမ home. သွားဘူးမ I င်း thought မှာ you'd သား die တ in ယော the က်ရှိ front. တယ်ဒါပေမဲ့မင်းသူ့ကိုဘယ်တော့မှပြန် Should တွေ့ရ I တော့ leave မှာ my မ little ဟုတ် mouse ဘူး all alone in the world? ဟိုကြည်စမ်းပါဦးဒီစပင်အတွက်ရူးဘယ်ဘလောက်တောင်ပေးခဲ့ရတာလဲလက်တွေကလည်းနုဖက်နေတာပဲဒီချင်းနစ်ရဲ့လက်တွေကိုကင်ကြည့်ကြပါဦးကတိပါစလိုပဲညံ့နေတာပဲတပတ်လောက်နေရင်ငါတို့ဘာဖြစ်မလဲကြည်တာပေါ့ Novgorod. ငါအိယာကဘယ်တစ်ခုလဲဆိုတာပဲပြောပြဘသူကမှဂယုမဆိုင်ဘူးအဲ့ဒါဘရူးစ Did you ကားရဲ့ manage အိ to ယာ keep your legs shut, မင်းအဆင် Liat? ပြေတဲ့အိယာမှာသွားအိ You တ် know nothing about how Hello. my life is. Must I Min beat let the Rico piazza. wantonness out of you? မင်းကအိယာမှာမျှအိတ်လို့ရပါတယ်စပတ်တလာနာကိုပြောပြလိုက်စမ်းပါ Get back. အဲ့ဒီအစ်စ်ကဒီမှာတပတ်ပဲခံပါဆိုတာမင်းတီသားနဲ့ဒါကြောင့်ငါတို့သူမနံမယ်ကိုတော့မှတ်တာနုနယ်တဲ့လက်ရှိတဲ့မိန်းမတွေကပထမဆုံးနေ့မှာတည်းမခံမရနိုင်အောင်နာကျင်ရလိမ့်မယ် Can the ဒီ mouse ကဲ not နေတဲ့ even ညီ squeak? ကြီးကိုတူးရမယ်တန်မဏိပိုးဖက်တွေအောက်မှာမင်းရဲ့နုနယ်တဲ့လက်တွေညှက်ခံရလိမ့်မယ် I မင်း faced ငါရဲ့မြောက်နေမှာ German နေအောင်ကို bayonets. မြင်အောင်မယ်ထင်လို့လား Shall I now quake ပတ် in တလာ front of နာ my က own ဘွား wife? အိယာကိုမျှပေးတာမိဖို့နဲ့ဝေးဆုံးမှာမို့လို့ပဲဇက်ဆိုရင်မင်းရဲ့အကျွင်းကြံတောင်ကြံမှာမ Because ဟုတ် you တော့ဘူး want it like this. မင်းထင်တယ်လို့ငါမပြောညံ့ပါဘူး You do, I ဒီမှာရှင်တန်ဖို့မင်းမှာတစ်ပတ်ပဲအချိန်ရှိတယ် know. I know သူ့ that. မှာဘာဖြစ်လို့လဲ And Where so I is shall take my honey? belt to you, yeah? မင်းရဲ့အကူအညီကိုသူမလိုချင်ဘူး Panting ငါ like ကူ a ညီနိုင် dog. ကောင်းကူညီနိုင်မှာပါ Then အလို့ you'll be the good ချက်က wife လေးက again. စကားပြောတတ်ပြီ And ပဲ the fire will go out of ငါ your ပြော eyes. လိုက်တာလေသူ့မှာအ Nothing ဖျားတက် changes, နေ my တယ် little mouse. ဟိုအတက်ရောင်တာဖြစ်နိုင်တယ် Nothing changes. ရေတန်းရှိလားပလွေတန်နဲ့ပြင်သစ်အရက်ပဲရှိတယ်ရေရင်းတွင်းရှိတယ်ရေခဲတွေသွားယူပေးလိုက်ငါဒီအမှောင်ထဲမှာဘာလုပ်နေရတာလဲငါမသိတော့ဘူးအေးလိုက်တာတိတ်အေးတာပဲမာရှာနဲ့စခန်းတွင်းစီးမြင်းများ I was မာ not ရှာမင်းမှာပဲလုပ်ခဲ့ဒီထဲမှာမင်းထက်ပိုဆိုးတာတွေလုပ်ခဲ့တဲ့သူတွေပိုခိုးခဲ့တဲ့သူတွေမာနကြီးတဲ့သူတွေရှိတယ်အခုမင်းဘာလုပ်မလဲဆိုတာပဲအရေးကြီးတယ် Mama's gonna be right မင်း back. အာပန်ဒီခိုးခဲ့တာမဟုတ်လား I သူ told စင်ပြေရဲ့ Grandpa လား to meet us here. သူ့မှာဒဏ်ရာရထားတယ်အချင်းစခန်းမှာတငယ်ချင်းဆိုတာမရှိဘူးမင်းကအထီးကျန်နေတာနာကမာရှာတာကလူဘောကိုတယောက်ကဘရူးစကားမင်းကိုတော့ကြွက်ကလေးလို့ခေါ်ကြတယ်မင်းအဲ့ဒီနာမည်ကိုမကြိုက်ပေမဲ့တားလို့မှမရတာပါလီနာကမီးဖို့ချောင်မှာအလုပ်လုပ်တယ်သူ့မျက်နာကအမာရွတ်ကိုသွားမကြည့်နဲ့သူမကြိုက်ဘူးအိမ်အောင်ဒီလင်မယားကြားရန်ဖြစ်ရင်တခုခုတော့ကျိုးပဲစမြဲပဲသူကသမင်းဝိုင်းကိုရိုက်ခွဲတယ်ငါကမီးဖို့ဘောကရေနွေးအိုးနဲ့ပြစ်ပေါက်လိုက်တာဦးကောင်းခုံကျိုးသွားတယ်။ဘာကြီးရဲ့သဘောကအဲ့ဒါပဲ။ထွက်ပြေးရန်စူးစမ်းခြင်းနဲ့အာနက်ကဘူးမထွက်ပြေးဖို့စူးစမ်းကြဘူးလား။တစ်လမှာတစ်ခါလောက်တော့စူးစမ်းကြတာပဲ Evgeny, ။ဒါပေမဲ့ဘယ်သူမှပြန်မလာကြဘူး။
My little ပြဿနာ mouse. ကအစားတောက်ပဲမြစ်ဖက်ကိုမိုင်80ကျော်သွားရမယ်ဘာမှမစားပဲမိုင်100နီးပါးလမ်းလျှောက်နိုင်မှာပါလီ Should နာ I ဒီ leave နေ့ my နောက် little ကျ mouse နေ all တယ် alone in the world? သူကိုးထွက်ပြေးတာဖြစ်နိုင်တယ်သူထွက်ပြေးရင်ငါတို့အားလုံးဖြစ်ပေးခံရလိမ့်မယ်အာနက်ကအကျဉ်းသားများအတူတကူထွက်ပြေးသည့်အခါလမ်းခရီးတွင်အစားအသောက်ပြက်လက်ပါကတက်စားရန်သို့မဟုတ်အာယုံလွဲရန်ခေါ်ဆောင်သွားသောတိုးကလေးစေးစာကိုခေါ်ဆိုခြင်းဖြစ်သည် To work in a factory? ကြက်အတိုင်းနှင့်တာဝန်လွှဲပြောင်းခြင်းလူကောဘရိုက်နက်ခံထားရသဖြင့်စခန်းဆောင်ရာဇဝတ်အရာရှိယူရီထံမသွားနိုင်ပြီးမာရှာကအတိတ်ရောက်လာသောကြွက်ကလေးကိုလူကောအစားယူရီထံသွားရန်အကြက်ကင်သည်မင်းသွားရမယ်မဟုတ်ရင်စခန်းဆောင်တွေကငါတို့အားလုံးကိုကြာဖို့နဲ့ရိုက်လိုက်မယ် On the train. ငါ့ကိုရိုက်ရင်ခံမယ်မင်းခံရင်မင်း Still တင် my မ little က hothead. ဘရူးစကားစပက်တ If လာ you နာနဲ့ snatch လူ or ကော cut ပါ off အ your ရိုက်ခံ stove, ရ you မှာ get burned. သူတို့ရဲ့စီကန်းကအကျဉ်း Can the နဲ့ mouse ပဲ not even squeak? ငါ့ကိုဘာမှအတင်းကျပ်ခိုင်းလို့မရဘူး Stab me. မင်းတို့ Come ငါ့ on, ကို stab me. နောင်လုံးနိုင်တယ်သို့မဟုတ်တတ်နိုင်တယ် German ဒါပဲ bayonets. ရမယ်လူဘောက Shall I now ဒဏ်ရာရ quake in ထားသည့် front of ကြား my မှာ own ကာ wife? ကွယ်ပေးရန်ကြိုးစားတော်လဲအဆုံးတွင်ကြွက်ကလေးကလူဘောအတွက်နစ်နာခံကယူရီထံသွားရန်သဘောတူလိုက် Because ပြီ you want it like this. ဆန်းဆောင်အရာရှိယူရီရုံးခန်းအတွင်း You do, I know the မင်း games ရောက်လာ you တာ like to ငါ့ကို play. တိုင်တန်းဖို့လား I လူ know ဘောမ them. လာနိုင်ဘူးပေါ့ဟုတ် And ပါ so တ I ယ် shall take my belt to you, ယူ yeah? ရီဒီနေရာမှာငါစခန်းဆောင်အဖြစ်ရက်တည်နိုင်ဖို့အတွက်စာနာစိတ်လူသားဆန်မှုတွေကိုငါရာတပ်ပံဆွန့်လွတ်ထားရတယ်အဲ့ဒါမှငါရှင်တန်နိုင်မှာ And the fire will မင်း go ကတော့ out. ဒီမှာလူတယောက်လိုပြုမှုနေတော့မယ် Nothing changes. အဲ့ဒါကိုငါလက်မခံနိုင်ဘူးကြက်ကလေးတို့ကယူရီတနက်ကိုလူယူကယူရီကိုပြစ်တက်လိုက်သည်လူမြောက်ရင်စူးစမ်းခြင်းနဲ့အမှန်တရားကြက်ကလေးအိတ်ဆောင်ကိုပြန်ရောက်လာပြီးယူရီတေဆုံးသွားကြောင်းပြောပြသည်ငါသူ့ကိုတက်လိုက်ပြီငါတို့အခုပဲထွက်ပြေးရမယ် The sun. မင်းယူနေတာလားသူတို့ငါတို့အားလုံးကိုပြစ်တက်လိုက်ပြီ Never. တွေးတွေကပါလီနာနောက်ကိုလိုက်သွားကြပြီငါတို့အတူတူထွက်ပြေးရင်လွတ်နိုင်တယ်ချင်းချင်းအငင်းပွားကြရင်မာရှာအတိတ်အကြောင်းပေါ်ထွက်လာခဲ့သည်မာရှာမင်းပါလို့ဒီစခန်းမှာရောက်နေတာလေမင်းပြောတော့လင်များချင်းရန်ဖြစ်လို့ဆိုငါမှာ9နှစ်အရွယ်သားလေးတစ်ယောက်ရှိခဲ့ဘူးလေသပင်ရွှေဝါရောင်လေးနဲ့သူ့အဖေရိုက်နှက်တာတွေကနေငါသူ့ကိုကာကွယ်ခဲ့တာဒါပေမဲ့သူရေထဲမျောပါသွားခဲ့တယ်ကျုပ်ကလေးကမာရှာသားလေး၏ဝိညာဉ်သို့မဟုတ်အိမ်မက်ဆိုးကိုရင်ဆိုင်ရသည်နှင်းတော်ရဲတွင်တယောက်တည်းလမ်းလျှောက်နေရသောအကျက်ကလေးဘသူရှိလဲလူဘော့စပတ်တလာနာမင်းတို့လားမင်းကကိုမမှတ်မိတော့ဘူးလား This. မေမေငါမေမေရဲ့သားလေးပါ How many rubles did that hair cost? မင်းကသားမဖြစ်နိုင်ဘူးသားလေးက9နှစ်ပဲရှိသေးတာမေမေအဖေနာကနေပြေးထွက်သွားတော့ကငါ9နှစ်ပဲရှိသေးတာလေ Hands too. အခုငါကရေလုတ်သားဖြစ်နေပြီ ငါ12နှစ်တောင်အကျဉ်းချခံခဲ့ရတာဘယ်သူမှ12နှစ်မရှင်တန်နိုင်ဘူး Less than a week. မေ China. မေအထီးကျန်တိုက်ထဲမှာပဲရှင်တန်ခဲ့တာလား No one cares. ဘတ်ဆိုတဲ့အချိန်ကဘဝတစ်ခုစာလောက်ရှည်လျားနိုင်တယ်လို့ညတညကလည်းထာဝရထက်ပိုရှည်လျားနိုင်တဲ့မျိုးသားတွေမထိပါနိုင်တဲ့တန်ဆူးကြိုးတွေခွေးတွေနဲ့ကင်းဆောင်တွေရဲ့နောက်ွယ်မှာငါတို့မြုပ်နှံထားလို့ရတဲ့နေရာတစ်ခုရှိတယ်။အဲ့ဒီနေရာမှာငါတို့နှစ်ပေါင်းများစွာနေထိုင်သွားလို့ရတယ်။ Where do I Mimi. sleep? မမီပြန်လာမယ်လို့ပြောခဲ့တယ်မဟုတ်လား။ငါမင်းကိုဘယ်တော့မှမမေးခဲ့ပါဘူးသားရဲ့။ငါမင်းရဲ့မိခင်ပါ။ငါလုပ်ခဲ့တဲ့အဖြစ်တွေအတွက်အခုတော့ငါလွတ်မြောက်ခဲ့ပါ Let ပြီ me see your hands. We can share my bunk. Because I have soft hands. Go on. Tell her, Svetlana. She doesn't need to know. Svetlana knows. You will only be here a week? That's why we don't bother learning your name. Women with soft hands never last.
On the first day of work, you will ache like never before in your life, digging in frozen ground, dragging heavy logs with your soft hands. Second day, you will